စူးစမ်းသမျှဘာမှအယံမထင်လို့အယံစိတ်ပြတ်တဲ့ခံစားမှုမျိုးခံစားဖို့ကြလားဘလောက်ပဲစူးစမ်းဘာမှပြောင်းလဲမလားတိုးတက်မလာသလိုဖြစ်နေတဲ့အခါလက်လျှော့လိုက်ခြင်းစိတ်ပေါက်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအကြောင်းလေးကိုတစ်ချက်လောက်စဉ်းစားကြည့်အောင်တခါတော့ကြောက်စစ်သမားတယောက်ဟာကြောက်တုံးကြီးတစ်ခုကိုတူနဲ့ထုနေတယ်အချက်ပေါင်း100လောက်ထုနေတာတော့ကြောက်တုံးကမကွဲမဲ့ပြီးအဲ့ရလေးတော့ထင်မလာပါဘူးကြောက်ထုသမားလည်းစိတ်ပြတ်ပင်မနေတာပေါ့ဒါပေမဲ့ကြောက်စစ်သမားကလက်မလျော့ပါဘူး100နဲ့တစ်ချက်မြောက်မှာတော့ကြောက်တုံးကြီးကနှစ်ချမ်းကွဲသွားပါလေတော့ကြောက်တုံးကွဲသွားကဟာနောက်ဆုံးထုလိုက်တဲ့တစ်ချက်တည်းအကြောင်းမဟုတ်ပဲအရင်ထုကလည်းအချက်ပေါင်း100ရဲ့အရှိန်တွေပေါင်းဆက်သွားလို့ဆိုတာကိုကျွန်တော်တို့သိရပါမယ်ကျွန်တော်တို့ဘဝမှာလည်းဒီလိုပါပဲကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုကတစ်ခါတလေကြရှုံးတတ်ပါတယ်အဲ့ဒီခါကျွန်တော်တို့ကကြောက်တုံးကြီးကိုထုခွဲနေတဲ့ကြောက်ထုသမားလို့ဇွဲမလျော့ပဲစူးစမ်းကြရမှာပါနောက်ဆုံးရလာမယ့်အောင်မြင်မှုဆိုတာအရင်ကမလျော့သောဇွဲလုံးလက်တွေရလက်ပါပဲဒါကြောင့်လုံးဝမရတန့်လက်ပါနဲ့သင်ရဲ့နောက်ထပ်စူးစမ်းမှုတစ်ကြိမ်ကအောင်မြင်မှုတကားကိုဖွင့်ပေးနိုင်နေပါပဲရှေ့ဆက်လျှောက်ပါစိတ်သက်ခွန်အားဖက်စေမယ့်အကြောင်းအရာတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်